May I invite the students of grade 6, 7, and 8 onto the stage. ဆက်လက်၍စီစဉ်ရနှုံးနဲ့၅ပါးအားပူဇော်မိခန္ဓာစီစဉ်ဖြစ်ပါ၏ခင်ဗျာတို့ဖြစ်ပါ၍ grade 6, 7, 8ကျောင်းသူလေးများအားဗုဒ္ဓပူဇနီယတခြင်းဖြင့်ပူဇော်ကြော့ပေးပါရန်စင်မြင့်ပေါ်သို့ဖိတ်ခေါ်အပ်ပါ၏ခင်ဗျာ